Sithu, he's picked up the ball, he's accelerating, past one, past two, what a run from Sithu, oh that's a foul, a cynical tackle and the referee has no hesitation. This is a moment of pure tension, Sithu over the ball, the wall is lining up, the keeper is shouting instructions, he's hit it, it's over the wall, curling, the keeper's diving, no it is in the top corner, go a moment of individual brilliance from Sithu, what a goal! ကျွန်တော်တို့ AI video generation ကိုအမိုက်စားအလန်းစားတွေလုပ်လို့ရတယ် Season 2.0 ကနေပြီးတော့မကြသေးရင်ကမှ Season 2.5 ဆိုပြီးတော့ထွက်ခဲ့တယ်ဒါပေမဲ့ Season 2.5 ထွက်လာကြတာတော့ကသူက 920p HD resolution နဲ့ပဲကျွန်တော်တို့ဗီဒီယိုဖန်တီးလို့ရတယ်ဒါပေမဲ့အခုတော့ history မှာ Season 2.5 model ကို 1080p resolution နဲ့ကျွန်တော်တို့ထုတ်လို့ရနေပြီအဲ့တော့ Season 2.0 နဲ့ Season 2.5 ဘာတွေကွာခြားလဲဆိုလို့ရှိရင် Season 2.0 တုန်းကကျွန်တော်တို့တွေကဗီဒီယိုတစ်ခုကိုထုတ်ဖို့အတွက် reference ပေးတဲ့ပုံတွေဆိုလို့ရှိရင်အများဆုံး9ပုံထိပဲကျွန်တော်ပေးလို့ရတယ်ဗီဒီယိုဆိုလို့ရှိရင်လည်းနည်းတယ်ပြီးတော့ audio ဆိုလို့ရှိရင်လည်း reference ပေးလို့ရတဲ့ဟာကျွန်တော်နည်းတယ်ဒါပေမဲ့ Season 2.5 မှာကဘာတွေအားသာသွားလဲဆိုတော့ကျွန်တော် reference ပုံတွေအနေနဲ့ကအခု30ထိပေးလို့ရတယ်လို့ဗီဒီယိုတက်ဆိုလို့ရှိရင်လည်း video reference ကို10ခုထိပေးလို့ရတယ် video generation မှာကျွန်တော် audio ကို live ဖက်စေခြင်းလို့ audio reference ပေးမယ်ဆိုလို့ရှိရင်ကျွန်တော်10ခုလောက်ထိကိုသူကပေးလို့ရသွားပြီတော့ 2.0 နဲ့ 2.5 မှာကကွာခြားချက်ကအရင်ကြီးမားသွားတယ်ပေါ့နော်နောက်တစ်ခုကဘာအရင်အားသာသွားလဲဆိုတော့ Season 2.0 မှာကကျွန်တော်တို့ video generation လုပ်တယ်ပေါ့နော်လုပ်တယ်ဆိုလို့ရှိရင်အများဆုံးက15စက္ကန့်လောက်ပဲကျွန်တော်တို့ထုတ်လို့ရတာဒါပေမဲ့ Season 2.0 မှာကျွန်တော်တို့ video ထုတ်မယ်ဆိုလို့ရှိရင်အများဆုံးစက္ကန့်30ထိကို video ထုတ်လို့ရနေပြီတည်ကြတာပေါ့ကျွန်တော်တို့ 1080p နဲ့လည်းထုတ်လို့ရတယ်ပြီးတော့စက္ကန့်30ထိနဲ့ထုတ်လို့ရတယ်ဆိုတော့ credit ကတော့ပိုကုန်တာပေါ့နော်အဲ့ဒါတော့တည်ကြတယ်ဆိုတော့ကျွန်တော်တို့က history မှာရပြီဖြစ်တဲ့ Season 2.5 1080p ကိုစမ်းဖို့ပထမဆုံးအနေနဲ့ browser မှာ history လို့တိုက်ရိုက်ရှာပြီးလို့ရှိရင်ဒီ history ရဲ့ website တွေကိုကျွန်တော်တို့ဝင်လိုက်မယ်အဲ့ဒါဆိုလို့ရှိရင်ကျွန်တော်တို့သူ့ရဲ့ဒီမှာ home page တွေကိုရောက်လာပြီပေါ့နော်တကယ်လို့ကိုတို့တော့ account မဖွင့်ရသေးဘူးဆိုလို့ရှိရင်ကိုယ့်ရဲ့ဒီ Gmail account နဲ့တွားပြီးတော့ account ဖွင့်လိုက်ပြီဆိုလို့ရှိရင်ဒီစာမျက်နှာကိုရောက်လာလိမ့်မယ်အဲ့တော့ကျွန်တော်တို့က video ဖန်တီးမယ်ဆိုလို့ရှိရင်ဒီမှာ video ဆိုတဲ့ tab လေးရှိတယ်အဲ့ထဲကိုတွားပြီးတော့ကျွန်တော်တို့နှိပ်လိုက်လို့ရှိရင်ကျွန်တော်တို့ video ဖန်တီးမယ်နေရာကိုရောက်သွားလိမ့်မယ်အဲ့တော့ဒီနေရာမှာကျွန်တော်တို့က video ဖန်တီးမယ်ဆိုလို့ရှိရင်ဒီမှာကြည့်လိုက်ဒါဆိုလို့ရှိရင်ဒီနေရာကသူက reference ပေးရတဲ့နေရာ image တို့ video တို့ audio တို့ပေါ့နော် reference ပေးရတဲ့နေရာဒီအောက်ကကျတော့ဒါ prompt ထည့်ရတဲ့နေရာပေါ့နော်ကျွန်တော် prompt လေးရေးပြီးတော့ထည့်လို့ရတယ် Season 2.5 မှာဘာကောင်းသွားလဲဆိုတော့အရင်တော့ကျွန်တော်တို့ history မှာ prompt ထည့်တယ်ဆိုလို့ရှိရင် character 4000ကျော်လို့မရဘူးဒါပေမဲ့ 2.5 နဲ့ကျွန်တော်တို့ထုတ်မယ်ဆိုလို့ရှိရင်ကြတော့ character 4000ကျော်လို့ရတယ်နည်းနည်းပို့ပြီးတော့ prompt ကိုအရှိရေးလို့ရသွားတာပေါ့နော်ဒါ video second အကြာကြီးလည်းထုတ်လို့ရသွားတယ် prompt လည်းအရှိကြီးထည့်ပြီးတော့ရေးလို့ရသွားတယ်ဒီ reference ဆိုတဲ့နေရာမှာကျွန်တော်ရှေ့ကပြောခဲ့သလိုပဲပုံ30 video 10ခု audio 10ခုအလားလောက်ထိကို reference တွေအများကြီးပေးလို့ရသွားတယ်အဲ့တော့ဒီနေရာကဒါ prompt ထည့်ရတဲ့နေရာပေါ့နော်အဲ့ဒီအောက်မှာ model ရှိတယ် model ဆိုလို့ရှိရင်ဒီမှာ Season 2.5 ကိုလောလောဆယ်ကျွန်တော်ရွေးထားတယ်မှာ Season 2.5 Season 2.5 edit ရှိတယ်ဒီအောက်က 2.0 ကကျွန်တော်အရင်တော့ထွက်ခဲ့တဲ့ model ပေါ့နော်ဒီကောင်လေးလာပြီးတော့အသုံးပြုခြင်းလဲအသုံးပြုလို့ရတယ်ဒီမှာရွေးလိုက်ပြီးတော့သုံးလိုက်ရုံပဲလောလောဆယ်ကျွန်တော်က Season 2.5 သုံးမှာဆိုတော့ Season 2.5 ကိုကျွန်တော်ရွေးလိုက်ပြီအဲ့တော့ကျွန်တော်တို့က model မှာ Season 2.5 ကိုရွေးလိုက်ပြီဆိုတာနဲ့အောက်ကဒီ duration မှာ30စက္ကန့်ထိထုတ်လို့ရတာကိုလိုတွေ့ရလိမ့်မယ်ကျွန်တော်အရင်တော့ကဒီ 2.0 မှာဆိုလို့ရှိရင်သူ့ရဲ့ maximum duration က15စက္ကန့်ပဲရှိတာဒါပေမဲ့ကျွန်တော် 2.5 မှာတော့စက္ကန့်30ထိထုတ်လို့ရနေပြီဒီမှာကျတော့သူရဲ့ဒီ ratio ရေးတဲ့ဟာပေါ့နော်96လား16 9လား1လား ratio ရေးရတဲ့နေရာပြီးလို့ရှိရင်ဒီမှာဘေးနားမှာ resolution ရှိတယ်ပုံမှန်ကျွန်တော်တို့ဒီ Season 2.5 စထွက်လာတော့ဆိုလို့ရှိရင်အပေါ်မှာ 480p နဲ့ 920p နှစ်ခုပဲပါတာဒါပေမဲ့တိတ်မကြသေးရင်ကပဲ 1080p နဲ့ကျွန်တော်တို့ထုတ်လို့ရသွားပြီအဲ့တော့ကျွန်တော်တို့ကဒီဗီဒီယိုမှာ 1080p နဲ့ကျွန်တော်ထုတ်ပြမှာဆိုတော့ 1080p ကိုရွှေ့လိုက်မယ် okay ဆိုတော့ကျွန်တော်ကစက္ကန့်30စာထုတ်မယ်အဲ့တော့ bill rate ကတော့သူက2မျိုးရွေးလို့ရတယ် height လည်းရှိတယ် standard လည်းရှိတယ်2မျိုးရှိတယ်စင်ပြေလို့ကိုလိုလိုရွေးလို့ရတယ်အဲ့တော့ကိုလိုလိုကဗီဒီယိုထုတ်ချင်တယ်ဆိုလို့ရှိရင်ဘာမှလုပ်စရာမလိုဒီမှာလာပြီးတော့ reference ပုံ video audio ထည့်ပြီးလို့ရှိရင် prompt ထည့်ပြီးတော့ကိုလိုချင်တဲ့ duration ကိုလိုချင်တဲ့ ratio ကိုလိုချင်တဲ့ resolution ရွေးပြီးလို့ရှိရင်အောက်ကဒီမှာ generate ဆိုတဲ့ button လေးကိုနှိပ်လိုက်အောင်ပဲဒါပေမဲ့နှိပ်မယ်ဆိုလို့ရှိရင်ဒီတိုင်းနှိပ်လို့မရဘူးကျွန်တော်တို့ကအရင်ဆုံး plan တစ်ခုခုရှိမှရမယ်ဘာ plan လဲဆိုလို့ရှိရင်ကျွန်တော်တို့ဒီ pricing လေးကိုတစ်ချက်သွားကြည့်လိုက်မယ်အဲ့တော့ဒီမှာသူက individual plan နဲ့ business plan ဆိုပြီးတော့နှစ်ခုရှိတယ်ဒါ business plan ကကြတော့ဒီ team နဲ့သုံးမယ်ဆိုလို့ရှိရင်တော့ဒါလေးကဝင်လို့ကောင်းတယ်ဈေးလည်းနည်းနည်းလေးများတယ်ပေါ့နော်ဒါပေမဲ့ team နဲ့သုံးပြီးတော့ project တစ်ခုဖန်တီးမယ်ဆိုလို့ရှိရင်တော့ဒီကောင်လေးက pricing လေးကတော့မစိုးလို့ပြောလို့ရတယ်ကျွန်တော်ကတယောက်တည်းသုံးမယ်ဆိုလို့ရှိရင်တော့ individual plan နဲ့စဉ်းစားရမယ် individual plan မှာဆိုလို့ရှိရင်တော့သူက package 3ခုရှိတယ်ပေါ့နော် starter ရဲ့ plus ရဲ့ ultra ဆိုပြီးတော့3ခုရှိတယ်သူက monthly ဝယ်မယ်ဆိုလို့ရှိရင်တော့ discount မရှိဘူး discount မရဘူးပေါ့နော်သူရဲ့ဒီမူရင်းဈေးတိုင်းပေးချရမယ်ဒါပေမဲ့ annual ဝယ်မယ်ဆိုလို့ရှိရင်တော့သူရဲ့ discount လေးနည်းနည်းပါးပါးရလိမ့်မယ်
ဒါပေမဲ့ annual ဖြစ်တဲ့အတွက်ကြောင့်မို့လို့ကျွန်တော်တို့က12လတာလုံးတစ်ခါလေးပေးချေပြီးတော့ဝယ်ရတာဆိုတော့ဈေးကတော့နည်းတာတော့မနေဘူးပေါ့နော်အဲ့တော့ဒီမှာ package 3ခုရှိတဲ့ဟာမှာ starter ဆိုလို့ရှိရင်သူက credit 200ရမယ်$15ပေးရတယ်ဒါပေမဲ့ကျွန်တော်ဒီ starter package ကို plan အောင်တော့အားမပေးဘူးဘာလို့လဲဆိုတော့သူက limit အရင်များတယ်ဒီမှာဆိုလို့ရှိရင် Season 2.5 တောင်မှသုံးလို့မရဘူး Season 2.0 ဘာညာအချို့သော model တွေအပိတ်ခံထားရတယ်ပေါ့နော်ကျွန်တော်တို့ကိုသုံးချင်တဲ့ model အကုန်လုံးသုံးလို့မရဘူးနောက်တစ်ခုကကျတော့ plus plan မှာဆိုလို့ရှိရင်ကျွန်တော် credit 1000ရမယ်ဒါပေမဲ့ကျွန်တော်ဒေါ်လာ$49ဆိုတော့50ပဲထားပါတော့အဲ့တော့ကျွန်တော်မြန်မာငွေပေါက်ဈေး4500 rate လောက်နဲ့တက်မယ်ဆိုလို့ရှိရင်အနည်းဆုံး2သိန်းခွဲဝန်းကျင်လောက်တော့သွားတယ်ဈေးလေးကတော့အလောက်မြောက်တယ်ပေါ့နော်ဒါပေမဲ့ကျွန်တော်တို့က Season 2.5 တို့ Season 2.0 တို့နောက်ပြီးလို့ရှိရင် clean တို့ omni flash တို့အဲ့လိုဟာမျိုးတွေသုံးနေတယ်ဆိုလို့ရှိရင်ကြတော့ plus plan ကစဝယ်မှာပဲတင်တော်လေးမယ်ဒါ credit 1000ကိုဒေါ်လာ50ပေးရမယ်နောက်တစ်ခုကကျတော့ ultra plan မှာက credit 3000ပါတယ်$129ပေးရတယ်ဈေးလေးကတော့မနည်းဘူးအဲ့တော့ကျွန်တော်တို့တွေကဒီ generate ဆိုတဲ့ button လေးကိုနှိပ်ပြီးတော့ video ထုတ်ချင်တယ်ဆိုလို့ရှိရင်တော့အနည်းဆုံး plus plan ကစပြီးတော့ဝင်မှာပဲအဆင်ပြေလိမ့်မယ်ဒေါ်လာ50တာပေါ့နော်အခုကျွန်တော်က Season 2.5 model နဲ့30 second ထုတ်မယ် 1080p resolution နဲ့အဲ့တော့အဲ့ဒါထုတ်ဖို့ကုန်ကျစရိတ်က290 credit ကုန်မယ်ဆိုတော့ကျွန်တော်ခုနက package တွေ pricing တွေကြည့်ခဲ့တဲ့အချိန်မှာ plus plan အနည်းဆုံးဝင်ရတယ်ဆိုလို့ရှိရင်ကျွန်တော်တို့က credit 1000ပါတဲ့ဟာကိုဒေါ်လာ50ဝန်းကျင်လောက်ပေးရတယ်ဆိုတော့မြန်မာငွေ2သိန်း9000 2သိန်းခွဲဝန်းကျင်လောက်သွားတယ်ပေါ့နော်အဲ့တော့ကျွန်တော်ကဒီလိုမျိုးဒါ click 30 second click တွေကို290 credit 3ကြီးထုတ်မယ်ဆိုလို့ရှိရင်3ပုတ်လောက်ပဲရမှာကျန်တဲ့ credit ကတော့နည်းနည်းပါးပါး resolution ဘာညာရှော့ပြီးတော့ထုတ်ပေါ့နော်အများဆုံး4ပုတ်လောက်အဲ့လောက်ပဲရမှာအဲ့တော့ကျွန်တော်တို့က resolution ကောင်းကောင်း second များများ model မိုက်နဲ့ထုတ်မယ်ဆိုလို့ရှိရင်ပေးရတဲ့ပတ်စံပမာဏသုံးရတဲ့ credit ပမာဏကအရင်များတယ်အဲ့ဒါကြောင့်မို့လို့ကိုတို့တွေကဒီလိုမျိုးထုတ်မယ်ဆိုလို့ရှိရင်ရန်သက်ပြီးတော့တစ်ခါလေးပုံထည့်ပြီးလို့ရှိရင်တစ်ခါလေး prompt ထည့်ပြီးတော့ကိုထုတ်ရှင်စလုံးထုတ်လိုက်လို့မရဘူး reference ပုံကောင်းကောင်းပေးတတ်ဖို့ reference video ကောင်းကောင်းပေးတတ်ဖို့ reference audio ကောင်းကောင်းပေးတတ်ဖို့အဲ့ဒါအရင်အရေးကြီးတယ်ပြီးလို့ရှိရင် reference ပေးဖို့လည်းမလုံးတော့ဘူးအောက်က prompt ကလည်းတကယ်သိချာအရင်ကောင်းတဲ့ prompt ဖြစ်ဖို့လိုအပ်တယ်ဘာလို့ဆိုတော့ကျွန်တော်တို့က credit 290တောင်သုံးပြီးတော့တစ်ခါထုတ်လို့ရှိရင်4000 5000လောက်ကျွန်တော်အကုန်ခံပြီးတော့30 second စာ video clip တစ်ခုထုတ်မှာကို 1080p resolution နဲ့ဆိုလို့ရှိရင်ကဲလို့ကိုတို့က 1080p နဲ့မထုတ်ချင်ဘူးဆိုလို့ရှိရင်တော့မှ 920p ဆိုလို့ရှိရင်အနည်းဆုံး195 credit လောက်ကသွားမှာဈေးရောက်များတယ်များတာများတော့မယ်ပေါ့နော်အဲ့တော့ကျွန်တော်တို့ကထုတ်မယ်ဆိုလို့ရှိရင်အရင်ဆုံးတေချာ reference ပုံကိုတေချာရွေးပြီးလို့ရှိရင် prompt တေချာရွေးပြီးတော့မှထုတ်ဖို့ကျွန်တော်ဒီကနေပြီးတော့အကြံပေးခြင်းတယ်အဲ့တော့ကျွန်တော်တို့က second အများကြီးထုတ်မယ်ဆိုလို့ရှိရင် credit အများကြီးကုန်မှာဖြစ်တဲ့အတွက်ကြောင့်မို့လို့အရင်ဆုံးမထုတ်ခင်မှာ storyline စဉ်းစားရတယ်အခုကျွန်တော်ရေးထားသလိုမျိုးပေါ့နော်မြန်မာလိုသွားပြီးတော့ storyline စဉ်းစားပြီးတော့ရေးလိုက်ပြီးသားပြီဆိုလို့ရှိရင်နောက်ထပ်တစ်ဆင့်ကဘာလုပ်ရမလဲဆိုတော့အဲ့ storyline ကိုအင်္ဂလိပ်လိုသွားပြီးတော့ translate သွားလို့ဘာလို့လဲဆိုတော့မြန်မာလို prompt ပေးတာနဲ့အင်္ဂလိပ်လို prompt ပေးတာမှာအင်္ဂလိပ်လို prompt ပေးတာကပို့ပြီးတော့ပိုထိရောက်တယ်ပိုမှန်မှန်လေးထွက်လာတယ်ဆိုတော့ကျွန်တော်ကဒီကိုရေးလိုက်တဲ့ storyline ကိုသွားပြီးတော့အင်္ဂလိပ်လိုပြန်ပြောင်းတယ်ဘာလို့လဲဆိုတော့ကျွန်တော်တို့အခုသုံးနေ AI တွေက prompt ပေးတယ်ဆိုလို့ရှိရင်မြန်မာလိုထက်စာရင်အင်္ဂလိပ်လိုပေးတာကပို့ပြီးတော့ပိုထိရောက်တယ်ပေါ့နော်ကျွန်တော်အမြင်မှာလက်ရှိကျွန်တော်ထုတ်လာတဲ့တစ်ချောင်းမှာအင်္ဂလိပ်လိုပေးတာပို့ပြီးတော့ထိရောက်တယ်အဲဒါကြောင့်မို့လို့ကျွန်တော်မြန်မာလိုစဉ်းစားထားတဲ့ idea ကိုအင်္ဂလိပ်လိုလာပြီးတော့ဒီမှာ translate လုပ်လိုက်ပြီးလို့ရှိရင်ဒီကောင်လေးအကုန်လုံးပြန် copy ကူးပြီးသွားပြီဆိုလို့ရှိရင်အဲ့ဒီ storyline အကုန်လုံးကိုကျွန်တော်တို့က prompt ဖြစ်ပြန်ပြီးတော့ပြောင်းရမယ်အဲ့လိုပြောင်းဖို့အတွက်ကိုကျွန်တော်တို့က ChatGPT ဒါမှမဟုတ်ရှင် Gemini ဒါမှမဟုတ်ရှင် Cloud ပေါ့နော်တခုခုနဲ့ဟိုကအဲ့ storyline ကိုပြစ်တဲ့ဒီ storyline ကိုဖတ်ပေါ့နော်ဖတ်ပြီးပြီဆိုလို့ရှိရင်အဲ့ storyline နဲ့သက်ဆိုင်တဲ့ငါ့ကို30 second စာ prompt ရေးပေးပါဆိုပြီးတော့ကျွန်တော်ကရေးခိုင်းရတယ်အဲ့ဒါမှ prompt ထွက်လာပြီဆိုလို့ရှိရင်အဲ့ထွက်လာတဲ့ prompt ကိုကျွန်တော်ကပြန်ပြီးတော့စီစစ်ပြီးပြီဆိုတော့မှခုနက history ထဲမှာသွားပြီးတော့ prompt ထဲ reference ပုံလေးထည့်ပြီးတော့လုပ်ရတယ်အဲ့တော့ကျွန်တော်တို့က reference ပုံလေးလည်းရှိပြီး prompt လည်းရပြီဆိုလို့ရှိရင် history ကိုပြန်လာပြီးတော့ဒီမှာ prompt လာထည့်ပြီးလို့ရှိရင် reference ပုံလေးကိုတစ်ခါလေးပြည့်ထည့်လိုက်မယ်ဒီမှာကိုလိုလိုကို bonus အနေနဲ့တခုပြောချင်တာကဘာလဲဆိုတော့ကျွန်တော်တွေလေreference ပုံလေးပေးတဲ့အခါမှာတကယ် realistic ပေါ့နော် realistic တကယ် real world ကပုံစံတိုင်းလိုချင်တယ်ဆိုလို့ရှိရင်ကျွန်တော်ပေးတဲ့ reference ပုံလေးကတကယ် real world က footage တွေဖြစ်ဖို့လိုအပ်တယ်ဥပမာဆိုလို့ရှိရင်ကျွန်တော်ဒီ storyline ထဲမှာပကံပါတယ်ဆိုလို့ရှိရင်ပကံဆိုပြီးတော့ရှာပြီးတော့ဒီပကံပုံကို reference ပေးတယ်ငပလီဆိုငပလီပေါ့နော်အဲ့လိုမျိုးကျွန်တော်တို့က real footage တွေကိုရှာပြီးထည့်ပြီးတော့ reference ပေးတယ်ဆိုလို့ရှိရင်ကိုထုတ်လိုက်တဲ့ result ကိုထုတ်လိုက်တဲ့ video ကတကယ် realistic ဆန်ဆန်နဲ့ထွက်လာနိုင်မယ်မဟုတ်ဘဲနဲ့ကျွန်တော်တို့က AI generate image သွားထည့်တယ်ဆိုလို့ရှိရင်တခါလေထွက်လာတဲ့ result တွေကတိတ်ပြီးတော့မကောင်းလာဘူး real world file မရဘူးပေါ့နော်အဲ့လိုမျိုးတွေရှိတယ်အဲ့ဒါကြောင့်ကိုလိုလိုတွေအနေနဲ့ကတကယ် hyper realistic real world file ကိုလိုချင်နေဆိုလို့ရှိရင်တော့တကယ် real world ကပုံတွေကို reference ပေးဖို့အတွက်ကျွန်တော်အကြံပေးခြင်းတယ် real footage မဟုတ်တယ်တကယ်ဒီမှာမရှိတဲ့ဟာတွေဆိုလို့ရှိရင်ကျွန်တော်တို့ AI generate လုပ်ပြီးတော့ထုတ်အောင်ပါပေါ့နော်အဲ့လိုထုတ်ဖို့ဆိုလို့ရှိရင်တော့ကျွန်တော်တို့က ChatGPT ဖြစ်ဖြစ် Gemini ဖြစ်ဖြစ်မှာတွားပြီးတော့ထုတ်လို့ရတယ်လက်ရှိမှာပုံထုတ်လို့ကောင်းတာကတော့ ChatGPT 2.0 model ကပုံထုတ်လို့တော်တော်လေးကောင်းနေပေါ့နော်ကျွန်တော် Nano Banana နဲ့ပို့ပြီးတော့သဘောကျတယ် ChatGPT ကပုံထုတ်လို့ကောင်းတယ်ဆိုပေမဲ့ ChatGPT အကောင့်တွေကခုနောက်ပိုင်းကြာတာပြူတာတွေဖြစ်နေတော့ကျွန်တော်လောလောဆယ်သုံးနေတာကတော့ Leonardo ကနေပြီးတော့ ChatGPT model ကိုရေးပြီးတော့ပုံထုတ်ပြီးတော့သုံးတယ်ပေါ့နော်ကဲလို့ကိုလိုလည်းပုံထုတ်ဖို့ခက်ခဲဖြစ်နေတယ် ChatGPT model လည်းသုံးနေတယ်ဆိုလို့ရှိရင်တော့ Telegram မှာ @next_chapter_short_post ဆိုပြီးတော့အဲ့ဒီ Telegram bot လေးရိုက်ချပြီးတော့အမှ credit 8500ပါတဲ့ Leonardo AI ကို
သွားပြီးတော့ဝယ်လို့ရတယ်ဈေးကလည်း2000ဝန်းကျင်လောက်ပဲရှိရဆိုတော့ကိုလိုလို comfort ဖို့အတွက်ကိုမစိုးလို့ပြောလို့ရတယ်အဲ့တော့ကျွန်တော်ဒီမှာလိုအပ်တဲ့ reference ပုံတွေထည့်ပြီးသွားပြီပြီးလို့ရှိရင် prompt နဲ့တစ်ချက်ပြန်ပြီးတော့စစ်ပြီးသွားပြီပြီးလို့ရှိရင်second လည်းမှန်တယ် ratio လည်းမှန်တယ် resolution လည်းမှန်တယ် model လည်းမှန်တယ်အဲ့တော့ကျွန်တော်တို့အကုန်လုံးစစ်ပြီးသွားပြီဆိုလို့ရှိရင်တော့ generate ဆိုတဲ့ button လေးကိုနှိပ်လိုက်ကြမယ်ဒီမှာကိုလိုလိုကျွန်တော် remind လုပ်ချင်တာတခုကဘာလဲဆိုတော့ကျွန်တော်တို့ထုတ်တာက AI video generation ဖြစ်တဲ့အတွက်ကြောင့်မို့လို့ကျွန်တော်က second 30စာအများဆုံးထုတ်လို့ရတာမှန်တယ်ဒါပေမဲ့အဲ့ second 30စာလုံးကိုကျွန်တော်တို့ကလုံးဝမမှားပဲနဲ့သုံးလို့ရမယ်လို့တော့ဆိုလို့ဘာလို့ဆိုတော့သူက AI generated video ဖြစ်နေလို့ AI video ဖြစ်တဲ့အတွက်ကြောင့်မို့လို့မှားတာတွေရှိမယ်ပြီးလို့ရှိရင်ကျွန်တော်သုံးလို့မရတဲ့အပိုင်းတွေရှိမယ်သုံးလို့ရတဲ့အပိုင်းတွေရှိမယ်အဲ့လိုပေါ့နော်ကျွန်တော်ကကိုလိုချင်တဲ့ပုံစံတိုင်းကိုဖန်တီးတဲ့နေရာမှာခုနက second များသွားတယ်1080p resolution နဲ့ရသွားတယ်ဆိုပေမဲ့ကျွန်တော်တို့ရဲ့ကုန်ကြတဲ့ကုန်ကြစည်ကလည်းအရင်ကများသွားပြီအဲ့တော့ကျွန်တော်ခုနရှေ့မှာထုတ်ခဲ့တဲ့ second 30စာ 1080p resolution မှာ credit ဘယ်လောက်ကုန်ကြလဲဆိုတော့200ကျော်ကုန်တယ်အဲ့တော့ကိုလိုလိုတွေကအကယ်လို့ဒီ 1080p resolution နဲ့ second 30စာကိုမှထုတ်မယ်ဆိုလို့ရှိရင်အများဆုံးထုတ်လို့ရ4ပုတ်ပေါ့နော်ဒါမှမဟုတ်3ပုတ်လောက်ပဲထုတ်လို့ရမှာအဲ့တော့ကျွန်တော်တို့တွေကတစ်ခါ generation လုပ်တိုင်းမှာ1000ကနန်း4000 5000အဲ့လောက်ထွက်တယ်ဆိုတာကိုလိုလိုတွေသိထားဖို့လိုတယ်တကယ်အရန်ပေါ်စီကြတဲ့လူတွေမှာပဲ credit ကိုအရန်သုံးနိုင်မှာဒါမှမဟုတ်ကိုလိုလိုကကို channel အတွက်ကိုအပြောထုတ်တာမဟုတ်ပဲနဲ့ကိုကဒီ AI video generation တခုကို service အနေနဲ့သူများကိုပေးချင်တယ်ဆိုလို့ရှိရင်ကြတော့ဘာတွေတွေ့ရလဲဆိုလို့ရှိရင်ခုနက credit ကုန်ကြစည်တို့ဘယ်နှ second ထုတ်မှာတို့ဘာတွေမှားမှာတို့အဲ့လိုဟာတွေကျွန်တော်ထည့်တွက်ပြီးတော့မှကိုယ့်ရဲ့ service ကဘယ်လောက်ယူမယ်ဆိုတာမျိုးအပါအဝင်ထည့်တွက်ပြီးတော့မှကျွန်တော်ကဘယ်လောက်ကုန်ကြလဲဆိုတာမျိုးတွေ့ရတာဒါကတော့လမ်းကြုံကိုလိုလိုကိုကျွန်တော်ပြောပြတာပေါ့နော်အဲ့တော့ AI နေတဟုန်ထိုးတိုးတက်လာတဲ့နေရာအခုလိုမျိုးအရန်လန်းတဲ့ cinematic တွေ AD တွေ commercial တွေအများကြီးကျွန်တော်တို့ထုတ်လို့ရတယ်ဆိုပေမဲ့သူ့ရဲ့နောက်မှာလည်းကျွန်တော်တို့တွေကကုန်ကြစည်ကအများကြီးလိုက်တယ်ဆိုတာကိုလိုလိုတွေသိထားဖို့လိုအပ်တယ်ဆိုတော့ဒီဗီဒီယိုလေးရဒီလောက်ပါပဲကျွန်တော်ရဲ့ domain knowledge channel လေးကလူတွေရဲ့ဘဝမှာအသုံးဝင်မဲ့အရာတွေပြီးတော့ဒီလိုမျိုးနည်းပညာနဲ့ပတ်သက်တဲ့အကြောင်းအရာတွေကိုမျှဝေပေးနေတဲ့ channel လေးဖြစ်တဲ့အတွက်ကြောင့်မို့လို့ကျွန်တော်ရဲ့ channel လေးကို like and subscribe လုပ်ခဲ့ပြီးတော့ notification bell လေးကို on ပေးဖို့ကျွန်တော်မေတ္တာရပ်ခံချင်ပါတယ်အားလုံးပဲတာယာသောနေ့လေးပြကြပါစေ